အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ပြုံးပြုံးနဲ့ကျွန်တော်စိတ်ဆိုးကြပါတယ်ခင်ဗျာအခုကျွန်တော်လုပ်နေတဲ့အလုပ်တွေဖြစ်တဲ့မြန်မာနိုင်ငံကနေပြီးတော့နိုင်ငံခြားကိုဘယ်လိုလာမယ်ဆိုတဲ့အကြောင်းအရာတွေကိုပိုင်ဦးကျွန်တော်တို့ကတော့ဒီမှာအိမ်ချမ်းကြီးနှုတ်နေတင်တယ်ပေါ့နော်ဘယ်လိုလုပ်ရမလဲဘယ်လောက်ရမယ်ဆိုတဲ့အပိုင်းတွေကျွန်တော်ကျမရဲ့သားသမီးကတော့ဒီဘိုင်းမှာကြောင်းတဲ့ချင်းနဲ့အော်စတြေးလျမှာကြောင်းတဲ့ချင်းနဲ့အမေရိကန်မှာကြောင်းတဲ့ချင်းဆိုတဲ့အပိုင်းတွေပေါ့နော်ဒါတွေကိုကျွန်တော်ကနေပြီးတော့ဒါရှေ့ဗီဒီယိုတွေမှာလည်းပဲကျွန်တော်လုပ်တယ်ဆိုတာပြောထားပါတယ်ခင်ဗျာလုပ်တဲ့အခါမှာလည်းပဲကျွန်တော်တနာယူကိုမှ2000ခွဲပဲယူတာပါအဲ့ဒါကိုလည်းပဲဒီကျွန်တော်ရဲ့ဒီ Facebook ပေါ့နော်အကောင့်ဖြစ်တဲ့ official မှာလည်းပဲကျွန်တော်ဈေးနှုန်းကိုအတိအကျတင်ထားပါတယ်ဘယ်လိုဖြစ်တယ်လဲဆိုလို့ရှိရင်မေးတယ်ဗျာဒီဘိုင်းမှာ HME နည်းနည်းလည်းမေးတယ်ပြီးအကိုကြီးဒါဆိုလို့ရှိရင်အမကြီးဒါဆိုလို့ရှိရင်ဒါလေးကိုကျွန်တော်တို့ကနေပြီးတော့ဖြေချပေးပါမယ်ကျွန်တော်တို့လည်းထိုက်လို့ဖြေပြီးသွားပြီဗျာဆက်ဖြေချပေးပါမယ်တနာယူကို2000ခွဲကြပါမယ်အကိုအားမဲ့ချိန်နဲ့ကျွန်တော်တို့အားမဲ့ချိန်နဲ့ဆိုပြီးတော့ပြောလိုက်တယ်စမပြန်လာတော့ဘူးအဲ့လိုမျိုးပဲနောက်တစ်ယောက်ဥမာအပြင်ပေါ့နော်ဥမာအကိုကြီးကျွန်တော်ကတော့ဒီဘိုင်းမှာ business ဝဲကိုလာယူခြင်းနဲ့ okay ညီလေးအဲ့ဒါဆိုလို့ရှိရင်ညီလေးအားမဲ့အချိန်နဲ့အကိုတို့အားမဲ့အချိန်နဲ့ကိုအကိုတို့ကနေပဲညှိပြီးတော့ပြန်ဖြေချပေးပါတယ်တနာယူ2000ခွဲကြဖြစ်ပါတယ်လို့ပြောလိုက်တယ်နောက်နေ့ကျလို့ရှိရင်အဲ့ဒီအကောင့်ကကိုယ့်အကောင့်ကိုဘလော့သွားတယ်ပေါ်မလာတော့ဘူးကျွန်တော်စဉ်းစားမရဘူးဗျာဒီဘိုင်းတို့နိုင်ငံမျိုးမှာတော့လာပြီးတော့ကြောင်းလာတတ်တော့မယ်ဒီဘိုင်းတို့နိုင်ငံမျိုးမှာလာပြီးတော့ရင်းနှီးမြှုပ်နှံမယ်လေလက်မှတ်တွေဝယ်ပြီးတော့လာမယ်ကျွန်တော်တို့ကယူတာတနာယူမှာ2000ခွဲတဲ့ယူတာခင်ဗျများသွားလားခင်ဗျကျွန်တော်ယူတဲ့ပမာဏများနေလို့ပြောရခင်ဗျမတန်လို့လားခင်ဗျကျွန်တော်ဆိုလို့ရှိရင် post ရဲ့စကားပြောအရင်မြတ်နေခင်ဗျညနေဆိုတဲ့အခါကျတော့သူများတကာကတနာယူပြောတဲ့ဟာဒီကျွန်တော်တနာယူပြောဆင်မယ်ဆိုလို့ရှိရင်ကျွန်တော်က2ဆတောင်ဖြစ်ပါတယ်ခင်ဗျဒါကြောင့်မလို့ဒီနေ့ကျွန်တော်လူကြီးမင်းတို့ message လေးတခုပေးပြရစေပညာရှင်ကိုတန်ဖိုးထားပါပညာတတ်ကိုတန်ဖိုးထားပါတနေရာတစ်ခုမှအရေးချင်းတစ်ခုရှိနေလို့တန်ဖိုးထားပါခင်ဗျကျွန်တော်ဆိုလို့ရှိရင်ဒီ device မှာကျွန်တော်နဲ့အတူကျွန်တော်ရဲ့ team members တွေကျွန်တော်ကိုမိခိုနေတဲ့ဝန်ထမ်းတွေရှိပါတယ်ခင်ဗျဒီလူကြီးမင်းတို့အခုစာတွေပြန်ဖြည့်ပေးနေရလဲကျွန်တော်ရဲ့ဝန်ထမ်းတွေကနေပြီးတော့ကိုစားပြန်ဖြည့်ပေးနေရဖြစ်တယ်ဆိုတဲ့အကြောင်းပြောကြရင်နောက်ဆုံးနေ့ချုပ်အနေနဲ့ပြောချင်တာကတော့စူးစမ်းနေတဲ့သူတွေနေသားတစ်ခုရှိနေတဲ့သူတွေကိုပညာရှင်တွေကိုတန်ဖိုးထားဖို့ပြောကြရင်လည်းပဲကျွန်တော်နေတုံးလေးစစ်စစ်လိုက်ပြစီလားခင်ဗျဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ရှိပါတယ်ကျွန်တော်မိတ်ဆက်အဖြစ်ကျွန်တော်ကတော့ပိုင်ယူပါ